အမျိုးသားဖြစ်သူကစပွဲကိုရိုက်မောက်လိုက်ပြီးဇနီးတဲ့ရဲ့ပါးကိုရိုက်ချလိုက်တယ်သူမကချမ်းလို့အနှွေးတဲ့တစ်ထည်လောက်ဝယ်ခြင်းတယ်လို့ပြောမိုံလေးတင်မှာအေးဆက်လာတဲ့လေပြင်းတွေကပြတင်းပေါက်ကနေရက်ရက်ဆက်ဆက်တိုးဝင်လာပြီးအငွေတစ်ထောင်ထောင်ထနေစေဟင်းမကန်တွေဟာကျမ်းပြင်ပေါ်ပြန်ကျဲသွားပါတယ်ပကံလုံးတွေကွဲအပ်သွားတဲ့အတန်ကအေးဆက်ဆူရှာလို့နေတဲ့လင်ဝမ်ကနီရဲရောင်ကိုင်းသွားတဲ့သူမရဲ့ပါးပြင်ကိုကိုင်းရင်တကူလုံးတုံရင်နေပြီးမျက်ရည်တွေချက်ချင်းကျလာပါတယ်ငါနှစ်ကြာအတူလက်တွဲလာခဲ့တဲ့ခင်ဝတန်းဖြစ်သူရှောက်ဖုံးကိုသူမအကြောင်းသားငေးကြည့်နေမိတယ်သူမနှလုံးသားထဲမှာကြန့်ရှိနေသေးတဲ့နူးညံ့မှုအလုံးဟာအဲ့ဒီအချိန်မှတင်ရေခဲလိုအေးခဲသွားခဲ့ပါပြီသူတစ်ပါးအမြင်မှာတော့ရှောက်ဖုံးဟာရိုးသားပြီးစူးစမ်းရုန်းကန်တတ်တဲ့အေးအေးဆေးဆေးနေတတ်တဲ့လူတစ်ယောက်ပါတည်ငြိမ်ပြီးမိသားစုအပေါ်တာဝန်ကျေတဲ့စနစ်တကျအနစ်နာခံတတ်တဲ့အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့ရတဲ့လင်ဝမ်ကိုအားလုံးကအားကျခဲ့ကြတာဒါပေမဲ့ဒီ9နှစ်တာအိမ်အောင်ရေးတက်တန်းတစ်လျှောက်မှာကိုတော်ကားတွေကိုမျိုးသိပ်ပြီးရှင်တန်ခဲ့ရတယ်ဆိုတာလင်ဝမ်တစ်ယောက်တည်းပဲသိပါတယ်လက်ထက်ကလေးကသူမဟာကိုယ့်အကြိုက်တွေကိုဘေးဖယ်ထားပြီးမိသားစုအတွက်ပဲလုံးလုံးလျားလျားပေးဆက်ခဲ့တာပါချွေတာဆူဆောင်ပြီးဘာလို့ဆန္ဒဘာတောင်းဆိုချက်မှမရှိပဲငွေကိုလက်လွတ်စပဲဘယ်တော့မှမသုံးခဲ့ဘူးရာသီတွေသာပြောင်းလဲသွားတယ်သူမအဝိစားတင်မဝဲဖြစ်ခဲ့တာနှစ်ချီနေပါပြီအခုတော့ရာသီဥတုကရုတ်တရက်အေးဆက်သွားပြီးအေးတန်ကအယိုးထဲထိစိတ်ဝင်နေတယ်သူမရဲ့ဂွမ်းအင်ကြီးအဟောင်းကလည်းဘာမှမနှွေးတော့ပါဘူးဒါကြောင့်တေချာစဉ်းစားပြီးမှစောင်းတွင်းဖြတ်တန်းဖို့ဈေးပေါ်အနှွေးတဲ့တစ်ထည်လောက်ဝယ်ပေးဖို့သူမရဲရဲဝံ့ဝံ့တောင်းဆိုခဲ့တာပါဒါပေမဲ့ဒီလောက်ရိုးရှင်းတဲ့ဆန္ဒလေးကခင်မုန်းဖြစ်သူရှောက်ဖုံးရဲ့အတိုင်းအဆမရှိတဲ့ဒေါသတွေကိုပဲဖိတ်ခေါ်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်ရှောက်ဖုံးကဒေါသတကြီးမျက်နှာပြက်ပြက်နဲ့သူမကိုကြည့်ပြီးလုံးဝအေးဆက်ခတ်ထန်စွာပြစ်တင်ဝေဖန်တော့တာပဲအခုခေတ်ကအရာရာဖိအားတွေများပြီးငွေပဲကုန်နေတာမင်းကဘာလို့ဘယ်တော့မှမရောက်ရဲနိုင်ရတာလဲအဝိစားကဝစ်လို့ရသေးရင်တော်ပြီပေါ့ဘာလို့ဟန်ဆောင်ခြင်းပြီးငါ့ကိုအသုံးစရိတ်တွေပို့ပြီးအောင်လုပ်နေရတာလဲစူညံတန်ကြတော့အိမ်နီးနားချင်းတွေကလည်းစတင်ကောလာဟာလာပြောကြပါပြီလင်ဝမ်ရမ်းမရှာပါနဲ့တော့ရှောက်ဖုံးလဲမလွှဲရှာပါဘူးအားလုံးကဇနီးဖြစ်သူဟာအလှအပမတ်ပြီးအိမ်အောင်တစ်ခုကိုထိမ့်သိမ်းရတဲ့အမျိုးသားတစ်ယောက်ရဲ့ခက်ခဲမှုကိုနားမလည်ဘူးလို့ထင်နေကြတာဒါပေမဲ့အိမ်တွင်းကအကြီးသေးအသုံးစရိတ်အားလုံးနေ့စဉ်သုံးပစ္စည်းတွေနဲ့ကလေးရဲ့အသုံးစရိတ်တွေကိုသူမတစ်ယောက်တည်းတိတ်တဆိတ်တာဝန်ယူခဲ့ရတယ်ဆိုတာဘယ်သူမှမသိကြဘူးရှောက်ဖုံးကသူ့လစာကိုဘယ်တော့မှအိမ်မအပ်ခဲ့ပဲအခြေခံထမင်းသုံးနှစ်စာအတွက်ပဲအနေချင်းပေးခဲ့တာပါလင်ဝမ်ကနှစ်ပေါင်းများစွာအရာရာကိုချစ်ချုပ်ချွေတာပြီးမိမိကိုယ်ပိုင်သုံးစရိတ်ကိုဖျက်တောက်ကအိမ်တအိမ်လုံးကိုတယောက်တည်းထောက်ပံ့ခဲ့တာခင်မုန်းဖြစ်သူကအပြင်မှာပင်မနေမှာပဲလို့တွေးပြီးသူမကအမြဲနားလဲပေးခွင့်လုပ်ပေးပြီးအရာရာလိုက်ရောပေးခဲ့တာပါမိမိအကြိုက်တွေကိုဆွတ်လွတ်ခဲ့တယ်ဘယ်သူနဲ့မှလည်းမနှိုင်းရှင်ခဲ့ဘူးဘာမှလည်းပိုမတောင်းဆိုခဲ့ဘူးမိမိရဲ့စိတ်ရင်းမှန်ကကောင်းမွန်တဲ့ဆက်ဆံမှုကိုရစေမယ်အလျှော့ပေးတာကတန်ဖိုးထားခံရမယ်လို့သူမယုံကြည်ခဲ့တာဒါပေမဲ့ဒီလောက်အထိအောက်အီးသိခံခဲ့တာဟာသူ့ကိုပိုပြီးတော့ပဲအနိုင်ကျင့်ပိုကြလာစေမှန်းသူမမသိခဲ့ပါဘူးအဲ့ဒီအဖြစ်ဖြစ်ပြီးနောက်ရက်မိုးလွဲပိုင်းမှာလင်ဝမ်တယောက်အခန်းထဲကပစ္စည်းတွေတင်ဆေးရင်းခင်မုန်းဖြစ်သူရဲ့အသုံးစရိတ်ဖြတ်ပိုင်းတွေကိုမတော်တဆတွေ့ရှိသွားပါတယ်။အဲ့ဒီခါကျမှအမှန်တရားအလုံးကိုသူမမြင်လိုက်ရတာပါရှောက်ဖုံးကငွေမသုံးချင်တဲ့လူမဟုတ်ပါဘူး။သူ့ဇနီးအတွက်ပဲငွေမသုံးချင်ခဲ့တာပုံမှန်ဆိုသူကကိုအလိုလိုက်တယ်တန်မိုးကြီးအဝတ်စားတွေဝယ်တယ်စားတောက်တာအပန်းဖြေတာနဲ့ပျော်ပါးတာတွေမှာလက်ဖွာတယ်ကြွယ်ရမှာတော့ငွေကိုအတိုင်းအဆမရှိဖြုံးတီးနေခဲ့တာ9နှစ်တိုင်သူ့ဘေးနားမှာတိတ်တဆိတ်ဒုက္ခခံပေးခဲ့တဲ့ဇနီးတဲ့အတွက်စောင်းတွင်းအနှွေးတဲ့တစ်ထည်ဝယ်ပေးဖို့ထက်စားတောက်ပျော်ပါးဖို့ကိုပဲသူကပိုလေးထားခဲ့တယ်နှစ်အတော်ကြာအောင်သူဟာမိသားစုအတွက်စူးစမ်းရုန်းကန်ပြီးအရာရာကိုပခုံးထမ်းထားရတဲ့အမျိုးသားတစ်ယောက်လိုပုံရိပ်ကိုတမင်တကာတိဆောက်ထားခဲ့တာပါဇနီးဖြစ်သူကိုအကြက်ကင်ဖို့အတွက်လူမှုဘဝရဲ့ဖိအားတွေကိုထက်ခါတလဲလဲပုံကြီးချက်ပြခဲ့တာအဲ့ဒီအချိန်မှာပဲ9နှစ်တာခံစားခဲ့ရတဲ့ဆင်းရဲဒုက္ခတွေနဲ့မတရားမှုတွေအားလုံးသူမအပေါ်ပြစ်ကျလာပါတော့တယ်နှစ်ပေါင်းများစွာသူမဟာမိမိရဲ့လူပြိုဘဝအပြိုဘဝမျိုးဆက်ကိုပေးဆက်ခဲ့တယ်မိမိအကြိုက်တွေကိုချိုးနှိမ်ခဲ့တယ်အိမ်အောင်ရေးအတွက်ပဲလုံးလုံးစိတ်နစ်ခဲ့တယ်နောက်ဆုံးတော့အားလုံးဟာသူမတယောက်တည်းရဲ့စိတ်ကူးရင်မှုတက်ဖြစ်ခဲ့ရတာပေါ့သူမရဲ့နှစ်ပေါင်းများစွာပေးဆက်မှုတွေဟာဘယ်တော့မှတန်ဖိုးထားမခံခဲ့ရတယ်လို့ဒီလောက်ထိအလျှော့ပေးခဲ့တာဟာလည်းထက်ခါတလဲလဲအနှိမ်ခံရမှုနဲ့နာကျင်မှုတွေကိုပဲယူဆောင်လာပေးခဲ့ပါတယ်အဲ့ဒီညအမျိုးသားဖြစ်သူအလုတ်ကပြန်လာတဲ့အခါထုံးစံအတိုင်းပင်မနှွမ်းနေတဲ့မျက်နှာပေးနဲ့သူမဟာအရန်အတောင်စုံများလုံးနယ်လို့ထပ်ပြီးအပြစ်တင်ဖို့ပြင်နေပါတယ်တည်ငြိမ်နေတဲ့လင်ဝမ်ကတော့ငိုလဲမငိုရန်လဲမဖြစ်ပဲနှစ်အတော်ကြာတင်စီထားခဲ့တဲ့တပ်တွေအားလုံးကိုတဖြည်းဖြည်းချင်းထုတ်ပြလိုက်ပါတယ်ဖြတ်ပိုင်းတွေကအဖြူပေါ်အမဲရေးထားသလိုရှင်းလင်းနေပြီးသူ့ရဲ့လိမ်ညာမှုတွေနဲ့တွက်ကိန်းတွေအားလုံးပေါ်သွားခဲ့ပါပြီရှောက်ဖုံးရဲ့မျက်နှာဟာချက်ချင်းပြန့်နှံ့သွားပြီးထောင်လွှားမှုတွေပျောက်ဆုံးကပြတလဲဖြစ်သွားတော့တယ်ချက်ချင်းပဲခေါင်းငုံပြီးငါ့ကိုခွင့်လွတ်ပါငါမသွားတယ်စိတ်လိုက်မှန်ပါဖြစ်သွားတာခွင့်လွတ်ပါနော်ပြုပြင်ပါမယ်လို့ကတိပေးပါတယ်လို့တောင်းပန်ပါတော့တယ်ဒါပေမဲ့ထက်ခါတလဲလဲဒဏ်ရာရထားတဲ့နှလုံးသားတစ်ခုဟာဒီလောက်အလွယ်တကူနဲ့ပြန်မကောင်းနိုင်တော့ပါဘူး။သုံးပေအထူရှိတဲ့ရေခဲပြင်ဟာတရက်တည်းနဲ့ဖြစ်လာတာမဟုတ်တလို့စိတ်ပြအာရုံမှုဆိုတာလဲခဏတာအတွင်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး။စုပြုံနေတဲ့မရေမတွက်နိုင်တဲ့နာကျင်စရာညတွေကနေဖြစ်တည်လာတာပါ။လင်ဝမ်ဟာနောက်ဆုံးတော့ဒီအတုအယောင်ဆက်ဆံရေးကိုအပြတ်တက်မြင်သွားခဲ့ပါပြီ။သူမရဲ့တန်ရောစင်ကိုဖျက်တောက်ပြီးသူမကိုဝါမျိုးဖြက်စီးနေတဲ့အိမ်အောင်ရေးကနေထွက်ခွာဖို့ရွေးချယ်လိုက်ပါတယ်အဲ့ဒီလိုမိုးကျက်စရာဘဝတဲကနေရုံထွက်ပြီးတဲ့နောက်မှာတော့သူမဟာမိမိကိုမိမိတဖြည်းဖြည်းချင်းပြန်လဲရှာဖွေတွေ့ရှိလာခဲ့ပါတယ်ကိုယုံကြည်မှုတွေပြန်ရှိလာတယ်ပြန်လဲတောက်ပလာတယ်ဘဝကိုချစ်တက်လာပြီးကိုကောင်းကောင်းမွန်မွန်ဆက်ဆံတက်လာခဲ့တဲ့အတ္တကြီးပြီးအေးဆက်တဲ့အမျိုးသားတစ်ယောက်ကတော့ဒီဘဝမှာအစစ်မှန်ဆုံးသောအဖို့ပြုမှုကိုနောက်ဆုံးမှဆုံးရှုံးရမှာပါပဲအဖိုးတန်ဆုံးအရာဆိုတာစီးစိမ်ချမ်းသာနဲ့ဂုဏ်ကျက်တွေမဟုတ်ပါဘူးမိမိကိုတကယ်ချစ်တဲ့သူကိုတန်ဖိုးထားတတ်ခြင်းကသာအကျဒီမှာဆုံးသောကောင်းချီးမင်္ဂလာဖြစ်ပါတယ်